သူပေးထားတဲ့အကြောင်းအရာနဲ့တူတာကိုရွေးခိုင်းတာအဲ့တော့43ထိသင်ပြီးသွားပြီဆိုတော့44 45ကိုကြည့်အောင်44ကနေမနှက်ပြန်ဆောဦးတဲ့နော်ဆိုးမှာတော့နူနီနှင်းကမာနီများကြီးအိုခက်စမနီတာကြမယ်ခက်စမနီတာလေးကိုမြင်တတ်တဲ့အောင်မဲဆိုတဲ့အတိတ်နွန်းနွန်းနှင်းကတော့အိုဂျွန်နဲ့မနက်ပိုင်းမှာရှီချခဲ့စောစတင်ပြီးတော့ရှီချခဲ့စောစတင်ပြီးအိုဟုကာကြီးကကြတော့အထိအိုဟုကာကြီးနေဒီကစမီတာမွန်လွယ်ပိုင်းအထိနှင်းနေကြပါမယ်ဘာမဲနော်ညမှာတော့နူနီနှင်းကအိုကြီးအန်ခစမီတာကြမှာမဟုတ်ဘူးနှင်းကြမှာမဟုတ်ဘူးတဲ့သူကဘာနဲ့ပေါင်းထားလဲဆိုရင် G အန်ဒါနဲ့အနာဂတ်ပုံစံခတ်စမီတာနဲ့ကိုပေါင်းထားတော့ G အန်ခတ်စမီတာဖြစ်သွားတာထောက်ပြန်ပြောမယ်နော်နေလေးနဲ့ပြန်ဆောဦးတဲ့နဲ့ဆိုမှာတော့နူနီနှင်းကမာနီအိုခတ်စမီတာနှင်းနေအများကြီးချမယ်နွန်းနွန်းနှင်းကတော့အိုချွန်နဲ့မနက်ပိုင်းမှာရှိချက်ခဲဆောစတင်ပြီးတော့အိုဟုကကြီးမွန်းလွဲအထိနေဒီကစမီတာကြပါမယ်ခက်စမီတာလေးရမယ်ပေါ့နော်ရှိမှလည်းဖာသွားပါတယ်ဘာမဲနဲ့ညမှာတော့နူနီနှင်းကအိုကြီးအန်ခက်စမီတာကြမှာမဟုတ်ဘူးနံပါတ်1오늘도ဒီနေ့လည်းပဲနူနီနှင်းကနေဒီလ်ကော်မနီတာကြမဲ့ရပါလီလ်ကော်မနီတာလေးကိုမြင်လာတဲ့အောင်ဘယ်ဆိုတဲ့အတိပဲနှင်းကြမယ်နွန်းနွန်းနှင်းကတော့နေလီမနက်ဖြန်အိုဂျွန်ဘူထော်မနက်ပိုင်းကနေစပြီးတော့အိုလ်ကော်မနီတာလီလ်ကော်မနီတာလေးကိုမြင်လာတဲ့အောင်မေမနက်ဖြန်မနက်ပိုင်းကနေစပြီးတော့နှင်းကြမယ်နံပါတ်3နေလီမနက်ဖြန်ဗမေညမှာနူနီနှင်းကမာနီများကြီးနေလီကော်မနီတာကြမယ်နင်းတွေအများကြီးကြမယ်နေလီမနက်ဖြန်အိုဟူရဲ့နော်မွန်လဲပိုင်းမှာတော့နူနီနှင်းကအန်အိုလ်ကော်မနီတာလီလ်ကော်မနီတာလေးကိုမြင်လာတဲ့အောင်မကရိယာအိုလ်ကော်မနီတာဆိုရင်ကြမယ်ပေါ့an old community ဆိုတော့ကြားလိမ့်မှာမဟုတ်ဘူးလို့ပြောတာဆိုတော့ဘယ်ဟာလေးရွေးရင်ကောင်းလဲ1 2 3လေးနှစ်နှစ်ဒီဘောမှာ ဒီဘောဒီဘောမှာနှစ်ပါနံပါတ်2တဲ့အဲ့တော့ဘာကြောင့်နံပါတ်2လဲအားလုံးတူတူကြည့်အောင်နံပါတ်1ကသူပြောသွားတယ်오늘도ဒီနေ့လည်းပဲနူနီနှင်းက낼 겁니다ကြမယ် 오늘도ဒီနေ့လည်းပဲနူနီနှင်းက낼 겁니다ကြမယ်ဆိုတော့ဒီနေ့အကြောင်းကိုသူကမပြောဘူးเนาะမပြောဘဲနဲ့မနေ့ပြန်အကြောင်းကိုသူကပြောသွားတာအဲကြောင့်နံပါတ်1မဟုတ်ဘူးနံပါတ်2နွန်းနွန်းနှင်းကတော့နေလီမနေ့ပြန်အိုဂျွန်ပူတော်မနေ့ပိုင်းကနေစပြီးတော့ old company တာကြမဲ့ရပါဆိုတော့ဟုတ်တယ်မနေ့ပြန်မနေ့ပိုင်းကနေပြီးတော့မွန်းလွဲထီလို့သူပြောသွားတာနံပါတ်2နံပါတ်3နေလီမနေ့ပြန်ဗမဲညမှာနူနီနှင်းကမာနီများကြီးနေလီ company တာကြမယ်မကြတော့ဘူးလို့သူပြောသွားတာကြမှာမဟုတ်ဘူးဆိုတဲ့အတွက်မှားပါတယ်နံပါတ်4နေလီမနေ့ပြန်အိုဟူဝဲနဲ့မွန်းလွဲပိုင်းမှာတော့နူနီနှင်းက an old company တာကြမှာမဟုတ်ဘူးတဲ့မွန်းလွဲအထိကြမယ်လို့ပြောသွားတယ်အဲဒါကြောင့်ဖြေမှန်လေးကနံပါတ်2ဖြစ်သွားပါတယ်နောက်ဖက်မနက်ပိုင်းကနေစပြီးတော့နှင်းနေကြမယ်လို့ပြောထားတာ45우리ကျွန်တော်တို့학교လို့တန်ထွက်ရပါတယ်학교는ကျောင်းကတော့ 10월마다သူက30ရကြတော့ဆရာမတို့ကဘယ်လောက်လဲဆိုရင်10သူ့ဘောမှတ်တာဟုတ်တယ်နော်ဒါပေမဲ့သူကဒီ10ရကြတော့ဘာပျောက်သွားတယ်ပျောက်သွားပြီးတော့ရင်းရောအတန်ထွက်ရောနှစ်ခုလုံးက10 ဖြစ်သွားတယ်10လပိုင်းမာသာရဲ့အဓိပ္ပာယ်တိုင်းမှာမာသာလေးကိုမြင်တာတဲ့ဟာကျွန်တော်တို့ကျောင်းကတော့10လပိုင်းတိုင်းမှာ축제를ကျဲလို့တန်ထွက်တယ်축제를ပွဲတော်ကို합니다ကျင်းပပါတယ်여러 공연도အမျိုးမျိုးသော공연사가 펴비무 도와ကြတော့လဲပဲ공연도 펴비무လဲပဲ볼 수 있어서ကြည့်နိုင်လို့볼수 있어서လေးကိုမြင်တာတဲ့အောင်နိုင်လို့학교장 축제는ပွဲတော်ကတော့인기가 있습니다တဲ့နာမည်ကြီးပါတယ်နာမည်ကျော်ကြားပါတယ်လူသိများပါတယ် 인기가 있습니다 학생들은 장자리 가러 공연 표비무 중에서 자레마 표빈이래 더리마 가수들의 소러리에 무대를 셋싱고 제일 애연 좋아합니다. 더 짜바래 짤짤해. 가변면요. 우리 학교는 저너로 정가로 10월마다 셀라바이마 축제를 보러고 합니다. 진바바래. 여러 공연도 몇몇더 표비물을 내배 볼 수 있어서 지나이로 학교 축제는
짱보러 가러 인기가 있습니다. 루짜미아래. 학생들은 장날이 가러 공연 중에서 표빈이래 러리마 가수들의 소러리에 무대를 셋싱고 마무이네 디 스테이싱고 제일 애연 좋아합니다. 짝바래. 바티 축제는 보러 가러 매년사가 닙다. 봄에 뇌우야디마 합니다. 진빠바래. 합니다. 때 소리 TV 가수들은 소러리 가러 학교장 축제를 보러 고 좋아합니다. 짝바리 학생들은 장날이 가러 축제에서 애설리미나리야 마 보러 마 공연을 펴비무고 합니다. 륵바리 띵사무리 륵대 학생들은 장날이 가러 가수들의 소러리에 공연을 펴비무리고 많이 냐지 봅니다. 찌래. 봅니다. 리오미나량 때 소리 디비. 장날이에 펴비무리고 냐지 소러리에 펴비무리고 냐지 찌래. 배알리 주인가오메 때문에 동리. 산봉 4번. 4번 4번. 똥 똥 4번. 4번 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 세봐. 네 맞아요. 4번. 4번. 바장 4번 레제 마루 바장 3번 레디. 가수들이 공연하는 나베티가 축제는 보러 가러 매년နှစ်တိုင်း 봄에 뇌우야디마 합니다. 진바래. 10월 세라마이마 누가 진바래လို့ပြောတာ. 아장 봄လို့ပြောလို့ 나베티가 마래. 나베티가 가수들은 소러리 가러 학교 수아가 장 축제를 보러고 좋아합니다. 짝대. ဒီမှာပြောတာကျောင်းသားတွေကဒီတင်ဆက်နေတဲ့တော့တွင်မှာဆိုတော်တွေရဲ့ state စင်ကိုကြိုက်တယ်လို့ပြောထားတာအဲဒါကြောင့်နံပါတ်2မဟုတ်ဘူးနံပါတ်3 학생가가 장다들은 뒤가러 학생들은 장다리 가러 축제에서 보러마 공연을 펴비우고 합니다. 륵바래. 디마 사바이마 소인 장다리가 펴비 딘세대 소리 장야리 빠마도하부. 아장 넘버 3 မဟုတ်ပါဘူးဖြေမှန်ကနံပါတ်4လေးဖြစ်သွားပါတယ် 학생들은 장다리 가러 가수들의 소러리에 공연을 펴비무고 많이 냐지 봅니다. 찌래. 여러 공연도 볼 수 있어서 미묘다 펴비무리고 찌나이로 학교 축제에는 짱보러 가러 인기가 많습니다. 인기가 있습니다. 루벼러 여러 공연으로도 표다라고. 그래서 여러 공연수라가도 아미아이 표다라. 학생들은 장날이 가러 가수들의 소러리에 공연을 펴비무리고 많이 냐지 봅니다. 찌래. 아장 피면 넘버 4 ဖြစ်သွားတာပါမေးကြလေးတွေရှင်ပြပါဗါလေးမေးကြရှိပါတယ်